အားလုံးပဲမင်္ဂလာပါတူတီ calculation admin ဆရာကောင်းမှကြိုဆိုပါရစေကဲဒီနေ့လာနေ့အတွက်ခဏန်းကို share ပေါက်မဲ့ခဏန်း16ခွဲကျွန်တော်ပေးထားပါတယ်ရှေ့အရင်ဘက်မှာလည်းတစ်ပတ်လုံးပေါက်တယ်နော်မနေ့ကညနေရောကဲဒီနေ့လာနေ့အတွက်24ရက်3လ2025အတွက်တူတီဆရာကောင်းတွက်ပေးထားတဲ့ share ပေါက်မဲ့ခဏန်း16ခွက်ကဘာဖြစ်မလို့ဘော်ဒါတွေဗီဒီယိုလေးဆုံးအောင်ကြည့်ပြသွားကြပါကဲကျွန်တော်ရဲ့အကွက်16ခွက်ကတော့ဘာဖြစ်မလဲဆိုတော့ဒီစက်4 5 5 3 5 2 5 3 5 9 5 8 90 66 5 3 3 3 3 2 3 3 3 9 3 8 9 5ဖြစ်ပါတယ်ကဲဘော်ဒါတွေဒီထက်မကပေါက်ပါစေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါကျေးဇူးတင်ပါတယ်